ကိုရန်ចောင်းသားကောင်လေးကချစ်သူကောင်မလေးရဲ့ကာမကိုရယူမှုဖြစ်ပွား။တို့ရဲ့အိမ်သားလေးကចောင်းမှာတကယ်အဖြစ်ပြက်နော်။အဲ့ဒီကလေးမလေးရဲ့မိဘတွေကဒီကောင်လေးကိုရိုက်နှက်ပြီးတော့မိဘပြည်သူများအားလုံးမင်္ဂလာပါရှင်။ My Village မြန်မာ Channel မှာပြန်လည်ကြိုဆိုပါရရှင်။ကျွန်မနဲ့အတူ reaction video များကို like ပါကြည့်ရှုပေးကြပါအောင်ရှင်။ကျွန်မနာမည်ကတော့တရားကြီးဖြူပါရှင်။ကိုရန်ចောင်းသားအရွယ်နဲ့6တန်းចောင်းသူတို့ရည်စားထားရမှာချိန်တွေးခဲ့ကြပြီးကိုရန်ចောင်းသားကောင်လေးကချစ်သူကောင်မလေးရဲ့ကာမကိုရယူမှုဖြစ်ပွားပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကိုရန်ចောင်းသားတဦးနဲ့6တန်းចောင်းသူတဦးတို့ချစ်သူရည်စားဖြစ်ကြရာကနေចောင်းမတက်ပဲချိန်တွေးခဲ့ကြရာကိုရန်ចောင်းသားကောင်လေးကချစ်သူကောင်မလေးရဲ့ကာမကိုရယူခဲ့တာဖြစ်ပါတယ်မိန်းကလေးဖြစ်သူဟာ6တန်းအရွယ်သားရှိသေးသောအသက်73နှစ်အရွယ်ခန့်ဖြစ်ပြီးဘာမှမသိနားမလည်သေးတဲ့အတွက်လည်းချစ်သူကောင်လေးရဲ့ဆန္ဒကိုလိုက်လျောခဲ့မိတာဖြစ်ပါတယ်။ချိန်တွေ့ပြီးအလွန်ကျူးဖြစ်ပြီးကမှမိန်းကလေးရဲ့မိဘတွေကသိရှိပြီးတဲ့အချိန်မှာကာမရယူခဲ့သူကိုရန်ចောင်းသားကောင်လေးကိုရိုက်နှက်ခဲ့ကြပေမယ့်နောက်ဆုံးမှာတော့သမီးဖြစ်သူနဲ့လက်ထပ်ယူဖို့သဘောတူခဲ့ကြတယ်လို့လည်းသိရပါတယ်။ကျမတို့ရဲ့အိမ်သားလေးကចောင်းမှာတကယ်အဖြစ်ပြက်နော်အပြင်မှာဟိုတနေ့ကမှဖြတ်သွားတာကိုရန်ចောင်းသားနဲ့6တန်းចောင်းသူသမီးစားဖြစ်တာကောင်မလေးကိုကောင်လေးကနေ့တစ်ပိုင်းចောင်းပြက်ပြီးတော့ခေါ်သွားပြီးတော့ရှိန်တွေ့တယ်ပေါ့နော်အရှိန်တွေ့တော့ကလေးဆိုတာကဒါယောက်ျားလေးကျတော့သူတို့အခုဖုန်းတွေသုံးမယ်ဖုန်းတွေကမကောင်းတဲ့ application တွေကဟာတွေကိုကြည့်ပြီးတော့သူတို့ကလက်တက်ဆန်းကျင်တယ်ဒီမိန်းကလေးကျတော့6တန်းចောင်းသူဆိုတာအသက်မဘလောက်မှမရှိသေးတာဘာမှမသိသေးဘူးရည်စားထားရဲဆိုတာလေသူကဟိုအတန်းကြီးသမားရည်စားထားလို့တာထားလိုက်တာပဲသူတို့ဘာဆိုဘာမှမသိတဲ့အဖြူတယ်လေးတွေဒါပေမဲ့ဒီကလေးကိုရန်ចောင်းသားလေးကဒီ6တန်းចောင်းသူလေးကိုအလက်ကရပြလိုက်တယ်ပေါ့နော်အဲကျတော့အဲ့ဒီကလေးမလေးရဲ့မိဘတွေကဒီကောင်လေးကိုရိုက်နှက်ပြီးတော့ခါကျတော့ဘာလုပ်လိုက်လဲဆိုတော့ပေးစားလိုက်တယ် no ကျမဆိုလုံးဝမပေးစားဘူးဒီအရွယ်နဲ့ဒီလိုဇာရိတာရှိတဲ့လူနဲ့ဘယ်တော့မှမပေးစားဘူးခွဲလိုက်မယ်သူတို့ကတော့မိန်းကလေးဆိုတော့အချက်အကြောက်တွေအားကြီးပြီးပေးစားလိုက်တာပေါ့နော်ဒီကောင်မလေးတစ်သက်လုံးဒုက္ခရောက်သွားနိုင်တယ်ဒီကောင်လေးကသူ့ရဲ့ဗီဇပြတ်သွားပြီလက်ဦးဆရာမိဘတွေကငငယ်လေးကမှစိတ်လေးတောက်တာမကောင်းကွန်းစားတာမကောင်းငငယ်လေးတွေကလည်းအကျိုးအကြောင်းနဲ့စီလျော်အောင်တေချာပြောပြဆုံးမခဲ့မှာအခုဒီလိုကိစ္စပေါင်းသူကကျူးလွန်နေဆိုလို့ရှိရင်ကျမသာဆိုရင်နောင်ရီကိုကြည့်လိုက်တယ်ဒူးနဲ့မျက်ရည်တော့ရမယ်ဒီကလေးမလေးဘလို့မှမပေးစားနိုင်ဘူးအဲကြတော့ကိုယ့်ရဲ့သားသမီးလေးတွေကိုတေချာသားရှင်ဆိုလဲငငယ်လေးတွေကပြည့်စုံပြိုးထောင်ပြောပြတဲ့နဲ့တနေ့တလုံးပေါ့နော်အများကြီးပြောရင်လည်းသူတို့ကလက်မခံဘူးဒါသူတို့ဒဲပြောတာမကြိုက်လို့ရှင်တော်ဝိုက်တဲ့နီးနဲ့အခြားတယောက်ကိုပြောတယ်လို့နဲ့လည်းစုံမလို့ရတယ်သူတို့ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြစ်အောင်လို့ဒါလုံးရင်ဒါဖြစ်မယ်ဒါလုံးရင်တော့ဒီလိုကောင်းအောင်ဖြစ်မယ်ဒီလိုမျိုးလေးတေချာရှင်းပြတဲ့နဲ့တနေ့ကိုနည်းနည်းစီပြောပြတဲ့နဲ့မိန်းကလေးတွေဆိုလို့ရှိရင်လေဒီရည်စားထားတာကဒီလိုရှိတ်မတွေ့ဖို့ငယ်သေးတဲ့အရွယ်မှာဒါတွေမလုပ်ဖို့ပညာရေးကိုပဲအာယုံစိုက်ဖို့ပြောပြခဲ့တဲ့နာပေါ့နော်ကျမသာဆိုရင်တော့ဒီလိုလူမျိုးနဲ့လုံးဝမပေးသားဘူးအရင်တော့ရှေးရိုးဆွဲတွေအဆက်ကွဲမယ်လို့တိတ်ခါကြမယ်လို့ဆိုတာကိုသမီးတက်လုံးစိတ်ဆင်းရဲမှနဲ့ပတ်ဝန်းကျင်နဲ့ဘယ်ဟာကိုဂရုစိုက်မလဲကိုသမီးတက်လုံးဆင်းရဲမှစိတ်ဆင်းရဲမှပဲဂရုစိုက်မှာပေါ့ပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်ဘူးကျမနဲ့အတူကြည့်ရှုပေးကြသောမိဘပြည်သူအပေါင်းတို့အားအထူးပင်ကျေးဇူးတင်ပါရရှင်မြန်မာပြည်ကြီးလည်းဘေးအမျိုးမျိုးမှာကင်းဝေးကြပါစေရှင်နောက်ထပ်အခုလိုအစီအစဉ်လေးတွေကိုမလွတ်တမ်းထပ်မံကြည့်ရှုဖို့ရန်အတွက်ကျမတို့ရဲ့ My Village မြန်မာ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်